ဒီလူမှာထူးခြားတဲ့ grade မျက်လုံးစွမ်းအားရှိပါတယ်လမ်းဘေးကအိုးရောက်တဲ့ဆိုင်မှာရှေးဟောင်းကြွေအိုးတစ်လုံးဟာစိမ့်ပြရောင်လင်းနှန်းတွေဖြာထွက်နေတာကိုသူမြင်လိုက်ရတယ်သူဟာစိတ်မဝင်စားသလိုဟန်ဆောင်ပြီးဆိုင်ရှင်ကိုဈေးလမ်းမေးလိုက်ပါတယ်ဆိုင်ရှင်ကလည်းဒီလူကိုဘာမှမသိတဲ့ဥတူတူလူတယောက်အမှတ်နဲ့ဒေါ်လာ300ဆိုပြီးဈေးကိုအစမတန်တောင်းလိုက်တာပေါ့အမျိုးမျိုးဈေးစစ်ပြီးတဲ့နောက်မှာတော့သူဟာအဲ့ဒီကြွေအိုးကိုဒေါ်လာ300နဲ့ဝယ်ယူနိုင်ခဲ့ပါတယ်သူထွက်သွားတာနဲ့ဆိုင်ရှင်ကသဘောကျပြီးအော်ရပါတော့တယ်ပြီးတော့အထက်ကနေအဲ့ဒီလိုပုံစံတူကြွေအိုးနောက်တစ်လုံးကိုထပ်ထုတ်ပြီးဆိုင်မှာပြန်ချထားလိုက်ပြန်တယ်သူဟာအဲ့ဒီကြွေအိုးကိုရှေးဟောင်းပစ္စည်းဆိုင်တစ်ခုစီယူသွားပြီးစစ်ဆေးခိုင်းပါတယ်ဆိုင်ကပညာရှင်တွေကသူ့ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကံကောင်းလို့ချမ်းသာခြင်းနေတဲ့လူဆိုပြီးလှောင်ပြောင်ကြတာပေါ့ဒါပေမဲ့ပညာရှင်တယောက်ကကြွေအိုးရဲ့ထူးခြားမှုကိုသတိထားမိသွားပြီးမှန်ဘီလူးနဲ့တိတိကျကျစစ်ဆေးကြည့်တဲ့အခါမှာတော့အားလုံးစွန့်သွားကြရပါတယ်အဲ့ဒီအိုးဟာနှစ်ပေါင်း600ကျော်တက်တန်းရှိတဲ့တကယ်ရှေးဟောင်းအိုးအစ်စ်ဖြစ်နေပြီးကာလပေါက်ဈေးအနည်းဆုံးဒေါ်လာ3တန်း3,000တောင်တန်ကြေးရှိနေတာပါဒေါ်လာ3တန်းရရှိပြီးတဲ့နောက်မှာတော့သူဟာသူ့ရဲ့ချစ်သူကောင်မလေးကိုခေါ်ပြီးစောစောကလမ်းမေးဆိုင်စီပြန်သွားခဲ့ပါတယ်နောက်တစ်ချိန်ကံကောင်းမှုဆိုတာမလွယ်ဘူးလို့ထင်ထားပေမဲ့ဆိုင်ရောက်တော့စောစောကလိုအလင်းရောင်တောက်နေတဲ့ကြွေအိုးကိုပဲထပ်တွေ့ရပြန်တယ်သူကဆိုင်ရှင်ကိုဒေါ်လာ300နဲ့ပဲထပ်ဝယ်မယ်လို့ပြောတော့ဆိုင်ရှင်ကလည်းဝမ်းသာအားရသဘောတူလိုက်တာပေါ့သူတို့ထွက်သွားတာနဲ့ဆိုင်ရှင်ကတော့ထုံးစံအတိုင်းရေမောပြီးပုံစံတူအိုးတစ်လုံးကိုထပ်ထုတ်ထားပြန်ပါတယ်အိုးတွေတင်မကပဲသူဟာလမ်းဘေးကပစုံပုံဆွဲထားတဲ့ပကြီးကားအချို့မှလည်းအလင်းရောင်တွေဖြာထွက်နေတာကိုမြင်လိုက်ရပြန်တယ်အနီးကပ်ကြည့်တော့အတူကြီးဖြစ်နေပေမဲ့သူ့ရဲ့ grey မျက်လုံးအရာပကြီးကားတွေကပကြီးကားအပေါ်ရန်ပကြီးကားအောက်မှာတခြားပကြီးကားတစ်ချက်ရှိနေတာဖြစ်နိုင်တယ်လို့သူခံမှန်းမိသွားတယ်ဆိုင်ရှင်ကတစ်ချက်ကိုဒေါ်လာ200ပြောတာကိုဈေးစစ်ပြီးဒေါ်လာ900ထဲနဲ့အကုန်သိမ်းဝယ်လာခဲ့ပါတယ်ရှေးဟောင်းဆိုင်ကိုဒုတိယအကြိမ်ပြန်ရောက်လာတဲ့အခါမှာတော့ပညာရှင်တွေကဒီလူဒီလောက်အထိကံကောင်းနိုင်မှာမလားလို့မယုံကြည်နိုင်ဖြစ်နေကြတယ်ဒါပေမဲ့စစ်ဆေးပြီးတဲ့နောက်မှာတော့ဒုတိယမြောက်ကြွေအိုးကိုလည်းဒေါ်လာ3တန်းနဲ့ပဲထပ်မံဝယ်ယူလိုက်ကြပါတယ်နောက်ဆုံးမှာတော့ပညာရှင်ဟာပစုံပကြီးကချက်ကိုဓာတ်နဲ့အပေါ်ရန်လွှာလေးကိုအသားရခွာကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩမြင်တက်သွားကြရပြန်တယ်။အဲ့ဒီအောက်မှာရှေးခေတ်ပကြီးဆရာကြီးတဦးရဲ့လက်ရစစ်စစ်ပုံးကွယ်နေတာကိုတွေ့လိုက်ရလို့ပါပဲ။အကယ်၍လေးလံတင်ရောင်းချမယ်ဆိုရင်အနည်းဆုံးဒေါ်လာ15တန်းသိန်းခွဲအထိတန်ကြေးရှိတာကြောင့်ရှေးဟောင်းဆိုင်ပိုင်ရှင်ကဒေါ်လာ15တန်းနဲ့ချက်ချင်းဝယ်ယူဖို့ကန့်လန့်ခဲ့ပြီးသူကလည်းဝမ်းသာအားရလက်ခံလိုက်ပါတော့တဲ့ဇလန်းလေးကိုကြိုက်နှစ်သက်ရင် Meister Sir Cup Channel လေးကို subscribe လုပ်သွားပေးနော်